hash ခရီးစဉ်ဆိုတာကအလ္လာဟ်အိမ်ကိုသွားတာအလ္လာဟ်ခေါ်ယူတာဖြစ်တယ်ဒီတော့ဘလောက်ပဲတေးချနေပါစေငါရဲ့လက်ထဲမှာ passport ရှိနေပြီငါရဲ့လက်ထဲမှာနော်ဒီပတ်စံလေးပဲတွင်းပြီးသွားပြီနော်အားလုံးတေးချနေပြီလင်းလက်မှတ်လေးရပြီ ticket လေးရပြီ hotel လေးတေးချသွားပြီဆိုပေမဲ့လည်းပဲကျွန်တော်တို့အလ္လာဟ်စီမှာဒူဝါတောင်းနေပါယာအလ္လာဟ်ဒီ hash ခရီးစဉ်ကိုအလ္လာဟ်ခေါ်ပါအလ္လာဟ်အိမ်တော်ကိုမက္ကာရွှေမြို့တော်ကိုခြေချနိုင်တဲ့တောဖစ်အလ္လာဟ်အိမ်တော်ကိုမျိုးလုံးနဲ့မြင်နိုင်တဲ့တောဖစ်အလ္လာဟ်ပေးပါကျွန်တော်တို့ဒူဝါလုပ်နေပါနော်ဒီလိုမဟုတ်ဘူးငါတို့ကျင်းသေးတေးချသွားပြီရောက်ကိုရောက်မှာပဲအဲ့ဒီလိုတထစ်ချမယူဆပါနဲ့အလ္လာဟ်စီမှာကျွန်တော်တို့အမြဲဒူဝါလုပ်နေရနောက်ဆုံးမနှက်ဖြန်ထွက်တော့မယ်ဆိုရင်လည်းပဲဒူဝါလုပ်နေပါချောချောမောမောအလ္လာဟ်အိမ်ကိုကြောင်းနိုင်တဲ့တောဖစ်အလ္လာဟ်ချစ်မြတ်ပါလင်းပေါ်တက်ပြီးလည်းပဲဒူဝါလုပ်နေပါနော်အလ္လာဟ်ရှင်မတခင်ချောချောမောမောရောက်စေပါနောက်ဆုံးဂျစ်ဒါကိုရောက်ပြီးလည်းဒူဝါလုပ်နေပါမက္ကာကိုချောချောမောမောအလ္လာဟ်ရောက်စေပါမက္ကာကိုရောက်ပြီးလည်းဒူဝါလုပ်ပါအလ္လာဟ်အိမ်တော်ကိုမြင်နိုင်တဲ့တောဖစ်ဥမရာလွယ်လွယ်ကူကူလုပ်နိုင်တဲ့တောဖစ်အလ္လာဟ်ချစ်မြတ်ပါနောက်ဆုံးဥမရာလုပ်ပြီးလည်းဒူဝါလုပ်ပါယာအလ္လာဟ်ဟဂျ်ကာလာ9ရက်တာကိုလွယ်လွယ်ကူကူချောချောမောမောအောင်မြင်မြင်နဲ့ဖြတ်ကျော်နိုင်တဲ့ကျင့်ဆောင်နိုင်တဲ့တောဖစ်အလ္လာဟ်ချစ်မြတ်တော်မူပါဒီတော့အချိန်တိုင်းမှာဒူဝါလုပ်နေရနော်ဒီလိုလေးပဲဖြစ်နိုင်တာပဲအများကြီးဒီလိုရှိတယ်တခါကိုယ့်ရဲ့ကျမ်းမာရေးကြောင့်နော်သွားကန်ဒီမှာကတ်လွဲသွားတာရှိတယ်နော်တခြားအကြောင်းအရာတွေကြောင့်သွားကန်ဒီမှာကတ်လွဲသွားတာရှိတတ်တယ်တခါမက္ကာကိုရောက်ပြီးမှကျမ်းမာရေးအခြေအနေကြောင့်ဟတ်9ရက်တာကိုအပြည့်အဝကျင့်ဆောင်မှုတွေမလုပ်လိုက်ရတာမျိုးလည်းပဲရှိတတ်တယ်ဒါကြောင့်မလို့အလ္လာဟ်စီမှာအချိန်တိုင်းဒူဝါလုပ်နေကြမယ်အလ္လာဟ်ခေါ်ပါအလ္လာဟ်ခေါ်ပါအလ္လာဟ်ခေါ်ပါအလ္လာဟ်ကျွန်တော်ကိုအရောက်ခေါ်ပါအလ္လာဟ်ရဲ့အိမ်တော်ကိုဒီတိုင်းမဲ့ဟတ်ကာလာ9ရက်တာကိုလွယ်လွယ်ကူကူနဲ့ကျင့်ဆောင်နိုင်တဲ့တောဖစ်အလ္လာဟ်ချစ်မြတ်ပါဟတ်ဒီမြောက်အောင်လှုပ်ဆောင်နိုင်တဲ့တောဖစ်အလ္လာဟ်ချစ်မြတ်ပါအမြဲတမ်းကျွန်တော်တို့အလ္လာဟ်စီမှာဒူဝါတောင်းနေပါနော်ရက်နီးလာလေးပူပြီးဒူဝါတောင်းလေနော်အဲ့ဒီလိုကျွန်တော်တို့လုပ်ပါနောက်တစ်ခုကနော်ကျွန်တော်တို့အမြဲတမ်းကိုယ့်ရဲ့နီယတ်ကိုစမ်းစစ်ကနော်ဒီတော့ကျွန်တော်တို့သာသနာမှာရှရီအတ်မှာနော်ဘေးအမလ်ဘေးလုပ်နော်လူတယောက်နမတ်ဖတ်တာကအစရူဇာထားတာနော်ဇကတ်ထုတ်တာဒီတိုင်းပဲဆဒကာလုပ်တာဘာပဲလုပ်နော်အလုတ်တိုင်းမှာနီယတ်ကနော်အင်တမှန်ဖို့လိုအပ်တယ်ဒီနီယတ်တစ်ခုတည်းပဲရှင်ဝယ်ပိုက်ကမယ်အဲ့ဒါကဘာလဲအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်နော်နမတ်ဖတ်ရင်လည်းပဲဘာအတွက်ဖတ်တာလဲအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်ရူဇာထားတာလဲဘာအတွက်ထားတာလဲအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်ဇကတ်ထုတ်တာဘာအတွက်ထုတ်တာလဲအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်နောက်ဆုံးငွေ900 1000လူတာကနေစပြီးတော့နော်ငွေပေါင်းသိန်းပေါင်းရာနဲ့ထောင်နဲ့ချီပြီးလှူလဲနီယတ်ကတော့ဒါပဲပြစ်ကမယ်အလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်နောက်ဆုံးအခုဟတ်သွားတယ်ဘာအတွက်လဲအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်ဒီတော့ဒီနှလုံးသားမှာရှိတဲ့နီယတ်ဆိုတာကခဏပြောင်းတတ်နော်အခုတော့နော်ကျွန်တော်တို့ကောင်းပြီးငါအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့ဆိုတဲ့နီယတ်သားမယ်ခဏနေအပြင်ရောက်သွားတဲ့အခါစိတ်ပြောင်းသွားနိုင်တယ်ဟတ်ကပြန်လာရင်တော့ငါရဲ့နာမည်အရှိမဟာဂျီဆာဘ်ဆိုပြီးတော့ငါကိုတက်ပြီးတော့ခေါ်ကြတော့မှာပဲဟတ်ကပြန်လာပြီးရင်တော့ငါဒီတစ်ချိန်နဲ့ဆိုရင်ဘယ်နှချိန်ဖြစ်သွားပြီလို့လူတွေကိုငါပြောပြလို့ရပြီပဲစတဲ့နော်စိတ်တွေကအမျိုးဖြစ်လာတတ်တယ်အဲ့ဒီလိုဖြစ်လာရင်ချက်ချင်းပြန်တဲရနော်ချက်ချင်းပြန်တေးရချက်ချင်း istighfar ပတ်ကံ astaghfirullah ငါတော့လွေးမှားနေပြီနော်မဟုတ်ဘူးငါအလ္လာဟ်ဂျင်းနတ်နှစ်သက်ဖို့အတွက်နော်အလ္လာဟ်ဂျင်းနတ်ဖို့နော်အလ္လာဟ်နှစ်သက်ဖို့အတွက်ငါဟတ်ကိုလုပ်တာဒါကြောင့်ဟတ်နဲ့ပတ်သက်တဲ့ကုရ်အာန်ရဲ့အာယတ်တွေကိုကြည့်မယ်ဆိုရင်ဝအတိမုလ်ဟဂျ်ဂျ်ဝလ်ဥမရတာဟတ်နဲ့ဥမရာကိုနော်ပြည့်စုံစွာကျင့်ဆောင်ပါဆောင်ရွက်ပါအနောက်မှာပါလေလစ်လာဆိုတာပါတယ်လစ်လာဆိုတာပါလေအလ္လာဟ်အတွက်လုပ်ပါနော်ဘာဖြစ်လို့လဲနော်ဒါကအင်တန်မကိုပဲနော်ဟတ်ဆိုတဲ့ကျင့်စဉ်ကအင်တန်ကြီးမြတ်တဲ့ကျင့်စဉ်ဖြစ်တယ်နော်အဲ့ဒီအပေါ်မှာလူရဲ့နှလုံးသားမှာပြောင်းတတ်တယ်နော်ဒီတော့စိတ်ကအမျိုးပြောင်းတတ်တယ်နော်ဒီတော့ဟတ်လုပ်တာကအလ္လာဟ်အတွက်မဟုတ်ဘဲနဲ့ဂုဏ်ယူဖို့အတွက်ဝမ်းချွားဖို့အတွက်ဂုဏ်ဖော်ဖို့အတွက်စတဲ့နီယတ်တွေဖြစ်သွားတတ်တဲ့အပေါ်မှာဟတ်နဲ့ပတ်သက်လာရင်အလ္လာဟ်ရှိမတ်တကယ်အမိတ်ရှိတိုင်းအနောက်မှာလစ်လာဆိုတာကိုထည့်သွင်းပြီးအလ္လာဟ်ရှင်အမိတ်ရှိထားတယ်ဘာကြောင့်လဲအလ္လာဟ်အတွက်ပဲဖြစ်ကအ
အလ္လာဟ်အတွက်ပဲဖြစ်ကဒါကြောင့်နီယတ်ကတိတ်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ဒီဟတ်ခရီးစဉ်ဆိုတာကတုံယုံတန်ယုံလွယ်လွယ်ကူကူနဲ့ဖြစ်လာတာမဟုတ်တော့ကျွန်တော်တို့လူလေးပဲပင်ပန်းတယ်အင်တန်ဝီလန်တဲ့ခရီးကိုသွားမှလည်းပဲဖြစ်တယ်နောက်ထပ်တစ်ခုကငွေကြီးကုန်ချမှုလည်းပဲအင်တန်မှကိုပဲများတယ်တော့ဒီလောက်ထိလူလေးပင်ပန်းပတ်စံလေးကုန်ပြီးသွားပြီးတော့မှတောင်းဝန်ကြည့်တဲ့ hatch ပဲဖြစ်သွားတယ်ဆဝပ်တီပြပြဝဝမရလိုက်ဘူးနီယတ်မှန်မှန်ပြီးလိုက်တဲ့အတွက်ဆိုရင်ဒါဘလောက်တောင်မှကျွန်တော်တို့အတွက်ဆုံးရှုံးတယ်ရင်နာစရာကောင်းတယ်အဲ့ဒီအတွက်ကြောင့်မလို့နော်ဆဝပ်ပြပြဝဝရဖို့အတွက်နော်အမလ်ဒီလက်ခံမှုရရှိဖို့အတွက်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့နီယတ်ကအင်တန်မှန်ဖို့လိုအပ်တယ်ဒီတော့နီယတ်ကိုအမြဲတမ်းစမ်းစစ်ပါနော်အမြဲတမ်းစမ်းစစ်ပါနောက်ဆုံးလင်းပေါ်တက်တဲ့အချိန်မှလည်းနီယတ်ကိုစမ်းစစ်နော်မကာကိုရောက်တဲ့အချိန်မှလည်းနီယတ်ကိုစမ်းစစ်ကာဘာကျောင်းတော်ကြီးတဲ့ကိုဝင်တဲ့အချိန်မှလည်းပဲမစဂျစ်ဟာရမ်လေးကိုဝင်တဲ့အချိန်မှလည်းပဲကိုယ့်ရဲ့နီယတ်ကိုစမ်းစစ်ငါအလ္လာဟ်ကျင့်တတ်ဖို့အတွက်ပဲအလ္လာဟ်ကျင့်တတ်ဖို့အတွက်ပဲနော်အမြဲနီယတ်ကိုစမ်းစစ်ပါနီယတ်ကတခါတခါပြောင်းသွားတတ်တယ်ပြောင်းသွားတာကအပြစ်တော့မဟုတ်ဒါကလူရဲ့စိတ်ပဲလေသို့ပေမဲ့အဲ့ဒီပြောင်းသွားတဲ့နီယတ်ကိုလွဲသွားတဲ့နီယတ်ကိုချက်ချင်းပြန်တဲရနော်ချက်ချင်းပြန်တဲရချက်ချင်းကိုနီယတ်အမှန်ပြန်လုပ်ကအဲ့ဒီလိုမဟုတ်ပဲနဲ့နီယတ်ကပြောင်းသွားတယ်လွဲသွားတယ်အဲ့ဒီလွဲသားတဲ့အတိုင်းကိုပါလိုက်ပြီးစီးမျောသွားတာမျိုးမဖြစ်ကဘူးဒါကိုအင်တမကိုပဲသတိပြုရလေးစားအတက်မေစီညီနောင်များခင်များဒီတော့အခု hash မသွားခင် hash ခရီးမထွက်ခင်အခုဆိုရင်ရပိုင်းပဲလူတော့နော်တပတ်10ရက်နော်12ရက်ဒါလောက်ပဲကျွန်တော်တို့တွေလူကြတော့တယ်ဒီတော့ဒီရပိုင်းမှာကျွန်တော်တို့တွေဘာလုပ်တင်လဲနော်ဘာလုပ်တင်လဲဆိုတော့ကျွန်တော်တို့ဒီရပိုင်းမှာဂုဏရီအင်တမကိုပဲရှောင်ကျင်ပါနော်ဘာဖြစ်လို့လဲဆိုတော့အလ္လာဟ်အင်တော်ကိုရောက်ပြီးမက္ကာရွှေမြို့တော်ကိုရောက်ပြီးကျွန်တော်တို့တွေဟိုရောက်ရင်ဒွါတွေတောင်းတော့အီဘာဒတ်တွေလုပ်တော့မယ်နော်ဒီတော့အလ္လာဟ်နဲ့နီးစပ်မှုတွေရယူတော့ဒီတော့အဲ့ဒါတွေကိုဟိုရောက်တဲ့အခါမှာလွေလင်းတကူလုပ်လို့ရအောင်ကျွန်တော်တို့တောင်းတဲ့ဒွါတွေချက်ချင်းတန်းပြီးကဘူလ်ဖြစ်အောင်အီဘာဒတ်တွေထဲမှာအနှစ်သာရအပြည့်အဝနဲ့လုပ်လို့ရအောင်ကျွန်တော်တို့အခုကလေးကဂုဏတွေကိုရှောင်ထားရအခုကလေးကအခု10ရက်ကျန်သေးတယ်10ရက်လောက်ဂုဏရှောင်ထားရင်နှလုံးသားကဂုဏတွေရှင်းသွားမယ်နော်အဲ့ဒီလိုရှင်းသွားတဲ့အခါဟိုရောက်သွားတဲ့အခါအီဘာဒတ်လုပ်တဲ့အခါမှာလည်းအနှစ်သာရအရသာရှိဒွါတွေတောင်းတဲ့အခါမှာလည်းပဲမြန်မြန်ဆန်ဆန်ကဘူလ်ဖြစ်လိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဟတ်သွားကန်ဤအထိဂုဏတွေလှုပ်တုံအတင်းတွေပြောတုံရုပ်ရှင်တွေကြည်တုံတခြင်းတွေနားထောင်တုံဆိုလို့ရှင်ဟိုရောက်သွားတဲ့အခါမှာအမလ်အီဘာဒတ်မှာစိတ်တည်ငြိမ်မှုရမှာမဟုတ်နော်တဝါဖ်လုပ်နေမယ်အာယုံတွေလွင့်ပြားနေမယ်နမတ်ဖတ်နေမယ်အာယုံတွေကနော်လွင့်ပြားနေတတ်ဒီတိုင်းပဲကိုယ့်ရဲ့နှလုံးသားကဂုဏတွေကြောင့်ညှဉ်းနှွမ်းနေတော့နော်အလတ်စီမှာတောင်းတဲ့ဒွါတွေကချက်ချင်းကဘူလ်ဖြစ်လာမှာမဟုတ်အဲ့ဒီအတွက်ကြောင့်မလို့အခုကလေးကဂုဏတွေကိုရှောင်လိုက်ပါအခုကလေးကဂုဏမလုတ်ပဲနဲ့နေလိုက်ပါနော်ဂုဏတွေမလုတ်တဲ့အခါမှာနှလုံးသားကလည်းဖြည်းဖြည်းပြန်ပြီးတော့လင်းလာလိမ့်မယ်ဒီတိုင်းပဲကျွန်တော်တို့အခုကြံရှိတဲ့ရက်တွေမှာနော်အစ္စတစ်ဖာများမြောင်စွာဖတ်ပါနော်အစ္စတစ်ဖာများမြောင်စွာဖတ်ပါနော်အလတ်ထန်တော်ပါမှာနော်ကုံလွန်ခဲ့တဲ့ကာလတွေမှာလုတ်ခဲ့မိတဲ့ဂုဏတွေအတွက်ကျွန်တော်တို့တောက်ပါလုပ်ပါဘာဖြစ်လို့လဲအခုအလတ်စီသွားမှာအလတ်အင်တော်ကိုသွားမှာအလတ်နဲ့အစဉ်ပြေနေဖို့လိုအပ်ဥမာအားဖြင့်ကျွန်တော်တို့အခုနော်မိဘကနော်ထားပါတော့နိုင်ငံခြားမှာနေတယ်ဆိုပါတော့ကိုကတစ်နှစ်ကိုတစ်ခါမိဘစီသွားဒီတော့မိဘစီသွားမယ်ဆိုရင်ဘာလုပ်မလဲမိဘနဲ့အစဉ်ပြေနေဖို့လိုတာပေါ့မိဘနဲ့အစဉ်မပြေဘူးမိဘကစိတ်ဆိုးနေတယ်ဆိုရင်ကိုကမိဘအိမ်ရောက်သွားရင်ဘလို့လို့မျက်နှာရှိမလဲကိုရောက်တဲ့အခါမှာမိဘကကိုကိုခေါ်မှာမဟုတ်ဘူးပြောမှာမဟုတ်ဘူးတော့မျက်နှာလွှဲထားမယ်ဆိုရင်ကိုဘလို့လို့အစဉ်ပြေမလဲဒီတော့မိဘအိမ်မသွားခင်အရင်ဘာလုပ်မလဲမိဘနဲ့အစဉ်ပြေအောင်လုပ်မယ်နော်အပနေကောင်းလားအမနေကောင်းလားနော်အပအစဉ်ပြေလားနော်အပဟိုတခုခုစိတ်ထဲမှာရှိရင်မဖလုံတော့ကျွတ်တဲ့အစဉ်ပြေအောင်လုပ်ထားမယ်ပြီးတဲ့အခါကျမှသွားတော့ပူပြီးမျက်နှာရတာပေါ့ကျွန်တော်တို့လည်းပဲကျွန်တော်တို့ဘဝတတန်တစ်ခုလုံးဂုဏတွေလှုပ်ပြီးတော့အလတ်ကိုကျွန်တော်တို့စိတ်ဆိုးအောင်လှုပ်ထားခင်းမိတယ်ဒီတော့အခုအလတ်အိမ်ကိုသွားတော့မယ်နော်အဲ့ဒီအခါကျွန်တော်တို့အလတ်နဲ့အစဉ်ပြေအောင်လုပ်ရမယ်အဲ့ဒီတော့အခုတည်းကတောက်ဘာတွေလုပ်ပါအစ္စတစ်ဖာတွေဖတ်ပါအင်ရှာအလ္လာဟ်အဲ့ဒီတောက်ဘာတွေရဲ့အချောင်းကန်နဲ့အလတ်ကျွန်တော်တို့ကိုခွင့်လွှတ်ပြီးသားမဖ်လုပ်ပြီးသားဖြစ်နေမယ်ဆိုရင်အလတ်အိမ်ကိုရောက်တဲ့